ဝဆိုတာဒါပဲပိုက်ဆံရှိရှိမရှိရှိပညာတတ်တတ်မတတ်တတ်ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်လူငယ်ဖြစ်ဖြစ်အိုးလှလှဘာကွဲပြားချမ်းသာမှုမှမရှိပါဘူးဒါမျိုးတွေကြီးပဲအနတ်မကောင်းတဲ့ရွံရှာဆက်စုပ်ပဲသဘောတွေမတန်ရှင်းမတင့်နေတဲ့အညီအကျေးသဘောတွေငါလို့မှတ်ထင်မျက်နှိုးနေတယ်ဒီခန္ဓာကိုယ်ကြီးတစ်ခုလုံးမှာဒီမတန်ရှင်းတာတွေကလွဲလို့တခြားဘာမှရှိမနေဘူးသူလို့မှတ်ထင်မျက်နှိုးနေတယ်တခြားခန္ဓာကိုယ်တွေမှာလည်းဒီမတန်ရှင်းတာတွေကလွဲလို့တခြားဘာမှရှိမနေဘူးအားလုံးဟာအတူတူတွေပဲဒါဟာမှန်ကန်တဲ့အမြင်ပဲပုဂ္ဂိုလ်တ attva လို့မမြင်ပဲနဲ့အယိုးတို့ရဲ့အရှုအဝေးပဲအသားတို့ရဲ့အရှုအဝေးပဲဝိတို့ရဲ့အရှုအဝေးပဲအားလုံးဟာအတူတူပဲလို့ဘုဒ္ဓတာတွေကိုမြင်တာအလွန်မှစိတ်နှလုံးကိုငြိမ်းအေးစေတယ်အလွန်မှလည်းချမ်းသာစေတယ်ဒီနေရာမှာကိုယ်ခန္ဓာကိုယ်ရင်ဒီသဘောတွေပဲလို့မြင်အောင်လုပ်ရမှာမဟုတ်ဘူးသူတစ်ပါးခန္ဓာတွေကိုလည်းဒီသဘောတွေပဲလို့မြင်အောင်လုပ်ရအောင်ပါဒါကြောင့်မြတ်စွာဘုရားကဣဇတံဝဗိဓာဝါလို့ဟောတော်မူတာငါဆိုတာလည်းဒီတိုင်းပဲသူဆိုတာလည်းဒီတိုင်းပဲလူတိုင်းဒီတိုင်းပဲလို့ဆင်ခြင်ရမှာဇာမေမွေးညင်းခြေသည်လက်သည်သွားအရည်အသာအကျော်အယူရိုးရင်းချင်စီအညုနှလုံးအသေးအမြေအဖြင်းအဆုပ်ဥမဥသေးဇာတဲ့အစာဟောင်းအုံနောက်တေးကြီးတလိရေသွေးချွေးအစီခဲမျက်ရည်အစီကြီးတတွေးနတ်အစီခြင်းငယ်32ခုထာတာလူတိုင်းဟာဒီ32ခုထာတာတို့အရှုအဝေးမြပဲဘာကွဲပြားခြားနားမှုမှမရှိပါဘူးဒါကိုမြင်အောင်ကြည့်ပါဒီ32ခုထာတာကိုတစ်ခုရင်ဆင်ခြင်ကြည့်ပါဇာမေကိုစိတ်ကူးနဲ့ချွတ်ပြီးတော့ကြည့်ပါဇာမေဒီပုဂ္ဂိုလ်တ attva မဟုတ်ရွံရှာဆက်စုပ်ပွဲသဘောသာဖြစ်တယ်ငါခေါင်းပေါ်မှာပေါက်နေတာလို့ဇာမေဟာမသိတယ်လို့ခေါင်းကလည်းငါ့ပေါ်မှာစပင်းလေးပေါက်နေတာလို့မသိပါဘူးအချင်းချင်းမသိကြတဲ့သဘာဝတွေအဲဒါလို့32ခုတန်တာကိုတစ်ခုချင်းဆင်ခြင်ကြည့်ရမှာဥပမာအယိုးဆိုရင်လည်း